Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့သူရပါဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ cocktail လေးကတော့ classic cocktail မျိုးဖြစ်တဲ့ Singapore Sling cocktail လေးပဲဖြစ်ပါတယ်ခင်ဗျာ Singapore Sling cocktail တွေပါဝင်မဲ့ပစ္စည်းလေးတွေကတော့ cherry liqueur ဂျင်တုံး liqueur တို့ပဲဖြစ်ပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဦးဆုံးခွက်ကိုရေခဲရိုက်ထားပါမယ်ခင်ဗျာချယ်ရီလေးက20 ml ထည့်ပါမယ်ဂျင်45 ml ထည့်ပါမယ်တုံးလေးက20 ml ထည့်ပါမယ်Simple Sour 50 ml ထည့်ပါမယ် Lime Juice 50 ml ထည့်ပါမယ် Pineapple Juice 60 ml ထည့်ပါမယ် Canadian Sour 10 ml ထည့်ပါမယ်โอเคရေခဲထည့်ပြီးရှယ်လိုက်ရအောင်ကန်လေးထည့်ပါမယ်ဒါလေးကတော့ Singapore Sling cocktail လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်